ဒီမှာပူထွေးနေတော့ကိုချက်ကကိုချက်မင်းတို့တစ်ချက်လောက်တွန်ပြပါလားကျွန်တော်နေ့လယ်ပိုင်းမတွန်တတ်လို့ပါဗျမနက်ပိုင်းတော့ပုံမှန်တွန်ပါတယ်မနက်ပိုင်းတွန်တဲ့အချိန်လာကြည့်ကြပါနော်ကျွန်တော်တွန်ပေးပါမယ်နော်လာမပေါ့လာမစိတ်ချပြီးသားတွန်နော်ကိုချက်မကျမတို့ဖွဲ့အမြဲတမ်းဝင်ရမို့တင်မယ်ဟုတ်တယ်ကိုချက်ဟိုမှာလမ်းဆောက်ရလို့ချွေးတွေထွက်နေပြီသွားတော့ပေးချင်လိုက်တာဟဲ့တောင်မနော်ပို့တယ်ငါတော့ပို့လဲထားပါအောင်ငါတည်းရောဟာဟုတ်ကဲ့ငါတည်းစားရှာကြမလို့နော်ကိုရှာကျွေးမယ်အားလေနာရီရောစားကောင်းတယ်ကိုကောင်းတာပေါ့ငါတဲလေးရနေဒီကမ်းခြေမှာအကောင်းဆုံးဆိုင်မယ်လေဒီဆိုင်ကနာရီဖတ်ကြီးတဲခဲ့မယ်နော်ခဏလေးစောက်လာဘယ်ဝါအားရစားကိုငါကြတော့မစားဘူးရတယ်ကိုငါကမစားဘူးငါတဲလေးစားတာကြီးတာနဲ့တင်ကိုငါကဝါနေပြီစားတခင်ကျိုးပြုတ်သွားပြီတခင်နောက်ကကိုခွေးကိုလည်းကြည့်အောင်လူမသမီးကငါရှိမှလာစားပြနေကျိုးလည်းမကြွေးဘူးနော်တကယ်မကြွေးဘူးဟာနေလဲနေနိုင်တယ်ဒီလောက်မျောနေတာသူတယောက်လည်းစားနေတရီတုံကြလာမကြွေးဘဲနဲ့စားပြနေမငယ်ရဲ့ကြည့်မှာအကျွေးကျေးဇူးပါနော်